Hello အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တူလာပါဒီနေ့ကျုပ်ရေးချထားတဲ့ကော့တေးလေးကတော့ whisky ကော့တူတစ်မျိုးဖြစ်တဲ့ whisky smack ကော့တေးလေးပဲဖြစ်ပါတာခင်ဗျာဒီကော့တေးလေးရဲ့ပါဝင်မဲ့ပစ္စည်းလေးတွေကတော့ whisky lemon juice honey syrup လိုပဲဖြစ်ပါတာခင်ဗျာ Okay ဗီဒီယိုလေးကိုစလိုက်ရအောင်whisky 45 ml ထည့်ပါမယ်Lemon juice 20 ml ထည့်ပါမယ် Honey syrup 30 ml ထည့်ပါမယ် Okay ရေခဲထည့်ပြီးရှယ်လိုက်ရအောင်ခါနည်းလေးထည့်ပါမယ်ချစ်ချိုချစ်ချင်းလေးနဲ့အရန်ကိုတောက်လို့ကောင်းတဲ့ whisky smack cocktail လေးပဲဖြစ်ပါလားခင်ဗျာ whisky 45 ml ထည့်ပါမယ်brown sugar ဇွန်းသေးတစ်စုံလောက်ထည့်ပါမယ်aromatic butter 40လောက်ထည့်ပါမယ်ပထမဦးဆုံးခွက်ကိုရေခဲကြကြပါမယ်ခင်ဗျာpassion fruit ဒီတစ်ချမ်းလောက်ထည့်ပါမယ် whisky 45 ml ထည့်ပါမယ် simple syrup 50 ml ထည့်ပါမယ် lemon juice 10 ml ထည့်ပါမယ်ပတာ20-30လောက်ထည့်ပါမယ်အဝိုင်း20 ml လောက်ထည့်ပါမယ် Okay တွန်းချက်လေးရှယ်လိုက်ရအောင်တွန်းချက်ရှိပြီးသွားရင်ရေခဲထည့်ပြီးထည့်ချိတ်ပါမယ်ခင်ဗျာခါနည်းလေးထည့်ပါမယ်ဒါလေးကတော့ passion fruit whisky sour cocktail လေးပဲဖြစ်ပါလားခင်ဗျာwhisky 45 ml ထည့်ပါမယ် simple syrup 30 ml ထည့်ပါမယ်မင်း10ရွက်လောက်ထည့်ပါမယ်ခါနည်းလေးထည့်ပါမယ်
ဒါလေးကတော့ classic cocktail မျိုးဖြစ်တဲ့ mint julep cocktail လေးပဲဖြစ်ပါတယ်